ဗုဒ္ဓမိန်နာထောဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓအဖျားရှင်သည်ကိုယ်ဝေရာဖြစ်ပါ၏ဗုဒ္ဓအဖျားရှင်အားကိုယ်ဝေစိကပ်ပါ၏ဓမ္မောမိန်နာထောဓမ္မံတရဏံကိစ္ဆာမိဓမ္မတရားတော်သည်ကိုယ်ဝေရာဖြစ်ပါ၏ဓမ္မတရားတော်အားကိုယ်ဝေစိကပ်ပါ၏တန်ဃောမိန်နာထောတန်ဃံတရဏံကိစ္ဆာမိတန်ဃာတော်မြတ်သည်ကိုယ်ဝေရာဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုယ်ဝေစိကပ်ပါ၏ဝိပဿနာအခြင်းအားထုတ်သည်လူဘဝသည်စာဝတ်နေရေးလူမှုရေးတိုင်းပြည်ရေးစသည်ဖြင့်ရေးရာကိစ္စအားဖြင့်လည်းများပြားလာပေသည်နတ်မြမဘဝများနှင့်နိုင်စာလိုက်ပါကတက်တန်းအားဖြင့်လည်းတိုးတောင်းလာပေသည်လူပြည်၌အနှစ်တရားသည်ပရနိမိတဝတ္တဝတ္တိနတ်ပြည်၌တဏှာဤခွဲများသာဖြစ်ပေသည်ဤကဲ့သို့ရေးရာကိစ္စလည်းများတက်တန်းကလည်းတိုးများပါတော့လေလူဘဝသည်ဒုက္ခခတ်သိမ်းကင်းငြိမ်းရာနိဗ္ဗာန်ချမ်းသာသို့ရောက်ကြောင်းကုသိုလ်ပါရမီအထူးတို့ကိုစီးပူးရယူဖို့ရာမှာအကောင်းဆုံးဘဝဖြစ်ပေသည်နိဗ္ဗာန်သို့ဆံဝင်သွားကြသောဘုရားပစ္စေကဗုဒ္ဓယဟန္တာတို့သည်လည်းဤလူဘဝကပင်ကုသိုလ်ပါရမီအထူးတို့ကိုစီးပူး၍နိဗ္ဗာန်ချမ်းသာကိုရယူသွားကြခြင်းပင်ဖြစ်ပေသည်သို့ဖြစ်၍လူဘဝကိုရနေကမိမိအတွက်ရရှိသောအချိန်များကိုအကျိုးအရှိဆုံးအလုံး၌အသုံးချဖို့ရာလိုအပ်လာပေသည်မိမိအတွက်ရရှိသောအချိန်များကိုအကျိုးအရှိဆုံးအသုံးချလိုပါလျင်သတိပဋ္ဌာန်ဝိပဿနာတရားကိုအားထုတ်ရမည်သာဖြစ်ပေသည်သတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်ခြင်းသည်မိမိအတွက်ရရှိသောအချိန်ကိုအကျိုးအရှိဆုံးအသုံးချခြင်းပဲဖြစ်ပေသည်သတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်ခြင်းအလုပ်သည်ရှုမှတ်ခြင်းအလုပ်တစ်ခုတည်းကိုပြုလုပ်ခြင်းဖြင့်မိမိတို့ကိုအပေပုံဘဝအပေဆင်းရဲများသို့ကြာရောက်စေပြီးလောဘဒေါသမောဟစသောကိလေသာတို့ကိုတစ်ဖက်ကပယ်တတ်ခြင်းကိစ္စကိုလည်းပြီးစေနိုင်ပါသည်မိမိတို့ကိုအမျက်ဆုံးချမ်းသာနိဗ္ဗာန်သို့ပို့ဆောင်ဆက်ရောက်စေပြီးသမာဓိဉာဏ်တို့ကိုတစ်ဖက်ကတိုးတက်ရင့်ကျက်ခြင်းကိစ္စကိုလည်းပြီးမြောက်စေပါသည်ဤကဲ့သို့ကိစ္စနည်းကိုပြီးမြောက်စေပါသည်တို့ဖြစ်၍လူဘဝကိုရနေခါမိမိအတွက်အကျိုးရှိဆုံးသတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်ခြင်းအလုပ်ကိုပြုလုပ်သင့်လာပေသည်သတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်ခြင်းသည်စိတ်ဖြင့်လုပ်ရသောအလုပ်ဖြစ်ပေသည်စိတ်ဖြင့်ပြုလုပ်ရသောအလုပ်သည်အလွန်ခက်ခဲနှင့်လည်းတိမ်မွေ့လာပေသည်သို့ပါတော့လေမြတ်စွာဘုရားကိုယ်တော်တိုင်ကျင့်သုံး၍ပေးသနာတော်မူသောအလုပ်ဖြစ်သောကြောင့်နိလမှန်ကန်စွာချုံ့မှန်ကျင့်သုံးအားထုတ်ပါကထူးခြားသောစိတ်ဤတည်ငြိမ်ခိုင်ခန့်မှုများဖြစ်ပေါ်လာသည်ကိုတွေးသိရမည်ဖြစ်ပေသည်ထူးခြားသောအသိဉာဏ်များဖြစ်ပေါ်လာသည်ကိုလည်းတွေးသိရမည်ဖြစ်ပေသည်လူသားမန်နတ်တမန်တို့မတွေ့သိမခံစားနိုင်သောချမ်းသာတို့များကိုတွေ့သိခံစားကြရမည်ဖြစ်ပေသည်တို့ဖြစ်၍သတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်ခြင်းအလုပ်ကိုပြုလုပ်သင်လာပေသည်သတိပဋ္ဌာန်ဝိပဿနာတရားကိုအားထုတ်ခြင်းဖြင့်အပေတန္တရာအပေဆင်းရဲများမှလွတ်မြောက်စေမည်မေညာဖူညာတို့ဧကံမုတ်ချရောက်ရမည်ဖြစ်ပေသည်ကုသိုလ်ကောင်းမှုများပြုတိုင်းဆုတောင်းခဲ့ကြသည်နိဗ္ဗာန်ချမ်းသာသို့လည်းဧကံမုတ်ချရောက်သွားကြမည်ဖြစ်ပေသည်သတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်ခြင်းအကျင့်လမ်းစဉ်မှတပါအခြားအကျင့်လမ်းစဉ်ဖြင့်မေဖို့နိဗ္ဗာန်သို့ရောက်သွားသည်ဟု၍မရှိပေတို့ဖြစ်၍လူဘဝကိုရရှိနေခိုင်သတိပဋ္ဌာန်ဝိပဿနာတရားကိုအားထုတ်သင်လာပေသည်သတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်ခြင်းသည်မိမိတို့၏ခန္ဓာကိုယ်၌ရုပ်တရားဉာဏ်တရားတို့၏အလင်းအမြန်ပြောင်းလဲနေသောသဘောကိုအမှန်အတိုင်းသိအောင်ရှုမှတ်ရခြင်းပင်ဖြစ်ပေသည်ရုပ်တရားဉာဏ်တရားတို့၏အလင်းအမြန်ပြောင်းလဲနေသောသဘောကိုအမှန်အတိုင်းသိအောင်ရှုမှတ်ရမည်တရားများမှာ၄ပါးရှိပါသည်၁
ကာယ ानु ပတနာကိုယ်မူရာဖြစ်တိုင်းဖြစ်တိုင်းကိုသိအောင်ရှုမှတ်ရခြင်းနှင့်ဝေဒနာ ानु ပတနာဆင်းရဲခြင်းချမ်းသာခြင်းဆင်းရဲလည်းမဟုတ်ချမ်းသာလည်းမဟုတ်အလယ်အလတ်ဖြစ်ခြင်းဟုသောဝေဒနာ၃မျိုးကိုသိအောင်ရှုမှတ်ရခြင်း၃စိတ်ဓာ ानु ပတနာစိတ်၏အမျိုးမျိုးပြောင်းလဲနေသောအမူအရာကိုသိအောင်ရှုမှတ်ရခြင်း၄ဓမ္မာ ानु ပတနာပြဆိုခဲ့ပြီးသော၃ပါးမှကျွင်းသောသဘောတရားများကိုသိအောင်ရှုမှတ်ရခြင်းဟူ၍၄ပါးရှိပါသည်၁ကာယ ानु ပတနာကိုယ်အမူအရာဖြစ်တိုင်းဖြစ်တိုင်းကိုသိအောင်ရှုမှတ်ရခြင်းဟူသည်သွားသောအမူအရာရပ်သောအမူအရာထိုင်သောအမူအရာထသောအမူအရာလက်ချေတို့၏ကိုယ်ဆန့်သောအမူအရာစသည်တို့၏သဘောကိုအမှန်တိုင်းသိအောင်ရှုမှတ်ရခြင်းပင်ဖြစ်ပေသည်ရှုမှတ်ခါစား၌ကိုယ်အမူအရာအလုံးကိုသိအောင်ရှုမှတ်၍မရသေးပေထိုင်မှတ်ခြင်းဖြင့်စိတ်တည်ငြိမ်မှုတမာတိဖြစ်အောင်ရှုမှတ်ရပါသည်ထိုင်ပြီးရှုမှတ်သောအခါမှာပြင်းပြင်းခွေ၍ဖြစ်စေလူတုံ၍ဖြစ်စေကြာကြာထိုင်နိုင်သောထိုင်နည်းမျိုးဖြင့်ထိုင်ရပါသည်ခါးကိုလည်းတက်တက်မတ်မတ်ထားရပါသည်ခေါင်းကိုလည်းတက်တက်မတ်မတ်ထားရပါသည်စိတ်ကိုဝမ်းပိုက်မှာစူးစိုက်ထားရပါသည်အသက်ရှူသွင်းလိုက်၍ဝမ်းပိုက်ဖောင်းတက်လာသည်ကိုဖောင်းနေဟုအတွင်းကတောင့်တင်းတွန်းကန်သောသဘောကိုသိအောင်ရှုမှတ်ရပါသည်ဝမ်းပိုက်ပုံသဏ္ဍာန်ပညတ်ကိုခွာ၍တောင့်တင်းတွန်းကန်မှုပရမတ်ကိုသိအောင်စူးစိုက်၍ရှုမှတ်ရပါသည်အသက်ရှူထုံလိုက်၍ဝမ်းပိုက်ပိန်ကျသွားသည်ကိုပိန်နေဟုအတွင်းကလှုပ်သွား၍သွားကြော့သွားသောသဘောကိုသိအောင်ရှုမှတ်ရပါသည်ဝမ်းပိုက်ပုံသဏ္ဍာန်ပညတ်ကိုခွာ၍အတွင်းကလှုပ်သွား၍သွားရော့သွားသောသဘောကိုသိအောင်စူးစိုက်၍ရှုမှတ်ရပါသည်စိတ်တည်ငြိမ်မှုတမာတိဖြစ်လာပြီးသောအခါပေါင်းနာပိန်နာနှင့်ရုပ်ကိုယ်ကြီးကတခြားမတ်သိနေတာကတခြားဟူ၍ကွဲပြားကသိလာမည်ဖြစ်ပေသည်ပေါင်းနာပိန်နာရုပ်ကိုယ်ကြီးနှင့်မတ်သိနေတာမှတပါငါကောင်ဆိုတာမရှိဟုအမှန်တိုင်းစ၍သိလာမည်ဖြစ်ပေသည်ထို့နောက်ဆက်ကရှုမှတ်ပါကအကြောင်းတရားကြောင့်အကျိုးတရားများဖြစ်ပေါ်နေသည်ကိုသိလာမည်ဖြစ်ပေသည်ထို့နောက်တမာရိဉာဏ်များတဆင့်တို့၍ရင့်ကျက်လာသောအခါအနိစ္စဒုက္ခအနတ္တဟုဆင်ခြင်သုံးသပ်၍သိလာမည်ဖြစ်ပေသည်ထို့နောက်တမာရိဉာဏ်များတဆင့်တက်၍ရင့်ကျက်လာပြန်သောအခါယုတ်တရားဉာဏ်တရားတို့၏ဖြစ်ပေါ်လာပြီးလျင်အလင်းအမြန်ကုန်ပြက်သွားသည်များကိုကိုယ်တိုင်တွေ့သိရမည်ဖြစ်ပေသည်သွားရက်ထိုင်လျောင်းဝိဆန့်သောကိုယ်မူရာများကိုရှုမှတ်လိုက်သောအခါမှာလည်းဖြစ်ပေါ်လာပြီးလျင်အလင်းအမြန်ကုန်ပြက်သွားသည်ကိုကိုယ်တိုင်တွေ့သိကြရမည်ဖြစ်ပေသည်ပေါင်းပိန်သွားရက်ထိုင်လျောင်းဝိဆန့်စသောကိုယ်မူရာများ၌ဖြစ်မှုပြက်မှုများကိုမြင်အောင်ရှုနိုင်ပြီးသောအခါဝေဒနာကိုရှုမှတ်ရနိုင်လေဝေဒနာ၏ဖြစ်မှုပြက်မှုများကိုတွေ့မြင်လာမည်ဖြစ်ပေသည်စိတ်ကိုရှုမှတ်ရနိုင်လေစိတ်၏ဖြစ်မှုပြက်မှုများကိုတွေ့မြင်လာမည်ဖြစ်ပေသည်မြင်မှုကြားမှုနာမ်မှုစသည့်သဘောတရားများကိုရှုမှတ်ရနိုင်လေဖြစ်မှုပြက်မှုများကိုတွေ့မြင်လာမည်ဖြစ်ပေသည်လူသားမှန်နတ်တမန်တို့မခံစားမတွေ့သိနိုင်သောချမ်းသာသူများကိုလည်းခံစားတွေ့သိကြရမည်ဖြစ်ပေသည်ထို့နောက်ဆက်လက်၍ရှုမှတ်အားထုတ်ပြန်သောအခါဉာဏ်စဉ်များအစဉ်စဉ်တက်ကသောတာပတ္တိမေဉ္ဇဉ်ပူဉ္ဇဉ်တို့ဖြင့်နိဗ္ဗာန်ချမ်းသာသို့အာယုံပြုသောအဖြစ်ရောက်သွားကြရမည်ဖြစ်ပေသည်အစချလို့မရအောင်ကြာမြင့်ခဲ့သောအာနမတက်ကတန္တရာဘဝပေါင်းများစွာကပြုမှမိုက်မာခဲ့သောအပင်ငရေသို့ကြာရောက်စေမည်ကံဆိုးကံဟောင်းများသည်လေအကျိုးပေးခွင့်မရအပီးတိုင်ပျောက်ကင်းသွားကြရပေသည်ယခုဘဝမှစ၍နောက်ဘဝများတွင်လည်းအပင်ငရေသို့ကြာစေနိုင်သောကုသိုလ်ကံများကိုလည်းမပြုလုပ်နိုင်သောသဖြင့်
ယင်းအာကုသို့ကံများသည်လေအပိတိုင်ပျောက်ကင်းသွားရပေသည်ယခုဘဝမှာကွယ်လွန်သွားသည်ရှိသောနောင်ဘဝများ၌ငရဲတို့များကြာရောက်သွားရအောင်မည်လောတရိစ္ဆာန်များဖြစ်ရအောင်မည်လောပိဋ္ဌာများဖြစ်ရအောင်မည်လောရုပ်ရည်အလွန်ဆုံးဝါးသည့်အတူရကယ်များဖြစ်ရအောင်မည်လောဟူ၍စိတ်ထဲတွင်ယုံမားတန်တရားပင်မရှိတော့ပေမိမိသည်ဤအပေပုံဘဝများသို့မကြရောက်နိုင်တော့ပြီဟုဘဝတန်တရာ၌မကြောက်မရွံ့ကျင်လည်သွားရမည်ဖြစ်ပေသည်မဉ္ဇဉ်ဖူဉ္ဇဉ်ဖြင့်နိဗ္ဗာန်သို့ရောက်ဖို့ပြီးသောသောတာပန်ပုဂ္ဂိုလ်သည်ဘဝတန်တရာ၌ပျော်မှု၍သတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်ခြင်းကိုမေ့နေခဲ့သည်ရှိသောခုနဘဝမြသာမေ့၍ပျော်မွေ့နိုင်မည်ဖြစ်ပေသည်ခုနဘဝပြည့်သောအခါအထူးတန်ဝေကဖြစ်ပြီးသတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်သဖြင့်ယဟန္တာဖြစ်ရလေသည်နိဗ္ဗာန်သို့ဝင်ဆံရလေသည်ဘဝတန္တရာ၌ပျော်မွေ့ရမှလဲလောကီအာယုံကာမဂုဏ်များနှင့်ပျော်မွေ့သည်ကနဲလာပေသည်ဒါနနှင့်ပျော်သီလနှင့်ပျော်သမထနှင့်ပျော်မွေ့သည်ကသာများပေသည်နောင်ဘဝတန္တရာ၌ခံကြရမည်အိုခြင်းနာခြင်းသိခြင်းစိုးရိမ်ပူဆွေးရခြင်းစသောတန္တရာဝိဒုက္ခများမှလည်းမြတ်စွာဘုရား၏လက်သေးပေါ်၌တင်၍ပြသောမြေမုံမြလောက်သာကြံရှိပြီးတော့သည်အခါရပါမြတ်စွာဘုရားသည်တောင်ဝတိပြည်ဇေတဝန်ကျောင်းတော်၌တရင်သုံးနေတော်မူ၏ထိုအခါယဟန်တော်တို့သည်တရားနာဖို့ရာစီဝေ၍မြတ်စွာဘုရားကိုစောင့်ကနေကြကုန်၏တရားဟောဖို့ရာအချိန်မရသောကြောင့်ယဟန်တော်များရှိရာသို့မြတ်စွာဘုရားကြွတော်မူလာပြီးလျင်မြေကြီးပေါ်မှမြေမုံအနှဲငယ်ကိုမြတ်စွာဘုရား၏လက်သေးပေါ်၌တင်ပြီးလျင်ယဟန်တော်တို့ကိုမိန့်ကြားတော်မူ၏ယဟန်တို့ငါဘုရား၏လက်သေးပေါ်မှာတင်ထားသောမြေမုံနှင့်မဟာပထဝီမြေကြီးမှရှိနေသောမြေမုံတို့တွင်အဘယ်မြေမုံကပို၍များသနည်းဟုသိတော်မူလျက်နှင့်ပင်မိန့်ကြားတော်မူလေ၏ယဟန်တော်တို့ကမြတ်စွာဘုရား၏လက်သေးပေါ်၌တင်ထားသောမြေမုံသည်မဟာပထဝီမြေကြီးပေါ်၌ရှိနေသောမြေမုံများနှင့်နိုင်စာလိုက်ပါလျင်အရေးအတွက်ထဲသို့ထည့်သွင်း၍မရအောင်နေပါလာပါသည်ဗျာမဟာပထဝီမြေကြီးပေါ်၌ရှိနေသောမြေမုံများကအလွန်ပင်များပြားလာပါသည်ဗျာဟုလျှောက်ထားကြလေ၏ထို့သောယဟန်တော်များကလျှောက်ထားကြသောအခါမြတ်စွာဘုရားကချစ်သားယဟန်တို့ဤဥပမာနှင့်တူစွာသတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်၍သောတာပန်ဖြစ်သွားပြီးသောပုဂ္ဂိုလ်၏တဏ္ဍာ၌အိုရခြင်းနာရခြင်းသိရခြင်းစိုးရိမ်ပူဆွေးငိုကြွေးရခြင်းစသောတန္တရာဝိဒုက္ခတို့သည်ငါဘုရား၏လက်သေးပေါ်မှတင်ထားသောမြေမုံမြဖြင့်ကြံရှိတော်သည်ကုံသွားပြီးသောတန္တရာဝိဒုက္ခတို့သည်မဟာပထဝီမြေကြီးပေါ်၌ရှိသောမြေမုံများလောက်ပင်များပြားကြပေသည်ကုံသွားကြပေပြီဟုသတိပဋ္ဌာန်ဝိပဿနာတရားအားထုတ်၍သောတာပန်ဖြစ်သွားသောပုဂ္ဂိုလ်၏ချမ်းသာခွင့်ရဖို့တတခွင့်ရပုံများကိုဟောကြားတော်မူခဲ့ပါသည်တို့ဖြစ်၍လူဘဝကိုရရှိလိုက်မိမိအတွက်ရရှိသောအချိန်များ၌အကျိုးအရှိဆုံးဖြစ်သည့်သတိပဋ္ဌာန်ဝိပဿနာအကျင့်တရားကိုအားထုတ်သင်လာပေသည်တတ္တမရန်တိရိတ်တာဆရာတော်အဖိုးနဲ့ကထိုက်တန်လာသောမြတ်ဗုဒ္ဓ၏တရားတော်တို့သည်သံဃာတော်ရှင်သူမြတ်တို့၏ကျေးဇူးကြောင့်သာယခုလိုနာကြားခွင့်ရကြရခြင်းဖြစ်လေသည်လောကသုံးပါး၌ဘုရားတရားသံဃာတည်းဟူသောခြေသနာမြတ်သုံးပါးသည်အတုမရှိဖြစ်ပါပေ၏